အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ခိုင်ဆိုရိုပဲဖြစ်ပါတယ်ဗျကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာတော့ Brofu Squid ထဲနေလေးပြောပြသွားမှာဖြစ်ပါတယ်ကျွန်တော်စစလာခြင်းဆိုရင်တော့ Woodblock ဖြတ်ပေါ့ကျွန်တော်ကကျတော့ Squid ထဲမဲ့ဖြစ်တဲ့အတွက်ကြောင့်လို့ဒီ Woodblock မဖြစ်တော့ဘူးဗျကျွန်တော်အခုကျတော့ကျွန်တော်ရေဆုံးဝင်ရမှာကျတော့ Chrome ဖြစ်ဖြစ် Google ဖြစ်ဖြစ်ဝင်လိုက်ပါဗျကျွန်တော်ကတော့ Chrome သုံးပါတယ်ဘာရှင်ကကျွန်တော်ရှာတဲ့အတိုင်းလေးရိုက်ရှာလိုက်ပါဗျ။ဒီအဲ့လိုရှာလိုက်ပြီဆိုတာနဲ့ဒီလေးပေါ်လာလိုက်မယ်။ဒါမှမဟုတ်သူ့ဟာနဲ့သူပေါ်လာလိုက်မယ်ဗျာ။ပေါ်လာလို့ရှိရင်တော့နှိပ်လိုက်ပါ။ပေါ်ရှင်နှိပ်လိုက်။နှိပ်ပေါ်လို့ရှိရင်တော့ဆွဲရပြမှာလိုင်းမကောင်းဖြစ်တာနဲ့ကျုပ်ဝင်ပွားဆိုရင်ဒေါင်းဟောနှိပ်လိုက်ပါ။အလေးရဟာဒီဗျာ။ကျုပ်မိုင်းလည်းမှားပါလိုင်းမကောင်းကျုပ်ခဏရက်လိုက်မယ်ဗျပြန်ဝင်မရမှာဗျဘလူတို့လောဝင်လိုက်ပြီကျုပ်ဒီမှာပေါ်လာလိုက်မယ်ဒေါင်းဆိုတာပေါ်လာတယ်အဲ့ဒါဒေါင်းအကင်းကိုနှိပ်လိုက်ပါကျုပ်ဝင်သွားကျွန်တော်ပထမတစ်ခုဒေါင်းလာတာအမှားကြီးဗျဒါလည်းအမှားကြီးကျုပ်ဒီမှာပါတော့ကြော်တော့ဗျာကျွန်တော်တက်ထောင်းလာတာရှိလို့ဗျာရအဲ့လေးထောင်းပြရဆိုတော့ပြင်ကျွန်တော်တို့ Woodblock ဖြတ်ထားWoodblock ဖြတ်ထားပါကျွန်တော်လို့ဆိုတော့တို့ထောင်းနိုင်ဟောင်းဒီထဲကိုထည့်လိုက်ဗျာထည့်လိုက်ရှင်ဒီမှာ Woodblock တွေပေါ်လာလိုက်မယ်ဗျာဒီမှာပါကျုပ်ဒီတဲ့ဝင်လိုက်လို့ရှိရင်ဗျာဒီဟာလေးကိုနှိပ်ပေးထားဖို့အကြံပေးချင်ပါတယ်ကျုပ် pro ရှင် pro လိုချင်တဲ့အကောက်ကိုလုပ်ပေါ့ကျွန်တော်ကတော့အကောက်တစ်လုပ်လိုက်ပါတယ်ကျွန်တော်လေးကိုတော့ကျွန်တော်ပေးလိုက်ပါဗျ哎呀 it's master v faကိုမရဘူးမပြောရှင်ဒီအောက်လေးတစ်ခုလောက်ကူရလို့ရှင်ကျွန်တော်ကဏ္ဍထည့်လိုက်ရပါဗျ2x ပေါ့အဲ့တော့ရသွားပါပြီတော့ခဲနာမည်ပဲသွားထည့်လိုက်အောင်ခဲအကောင့်နဲ့ဆော့မှာဆိုတော့ဗျlady ဘာထည့်ရင်ကောင်းလဲကျွန်တော်စဉ်းစားလိုက်အောင်ဗျရလို့ရှင်ကျွန်တော်ပြောပါမယ်အားလုံးပဲကျွန်တော်အကောက်ဖွင့်လိုက်ပြီဗျအကောက်ဖွင့်သွားလို့ရှင်တော့ကျွန်တော် Brofu တော့ဝင်ပါမယ်ဒီက Squid ကတော်တော်အရေးကြီးလို့ပါဗျကျွန်တော် Brofu တော့ဝင်လိုက်ကြတော့ဒီထဲမှာကျွန်တော်တခုကောင်းတာဗျကုတ်တွေအကုန်လုံးဗာလေထည့်ပြီးသားပါဗျကုတ်တွေအကုန်လုံးထည့်ပြီးသားဆိုတာဒီ Squid ထဲမှာဗျအခုအလုံးလောက်တဲ့ 2x EAV code တို့ stick tet reset code တို့ပါပါတယ်ဒါကျွန်တော်ဝင်သွားပြီဗျဝင်သွားလို့ရှိရင်ဒီလိုလေးပေါ်လာလိမ့်မယ်ဗျဒီလေးပေါ်လာလို့ရှိရင်တော့ဒါပဲနှိပ်လိုက်ပါတယ်ကြိုက်တဲ့ပဲကျွေးပါကျွေးတော့ဝင်သွားလို့ရှိရင်ကျွန်တော်ဒီလိုဖြစ်ဘာဖြစ်လဲကျွန်တော်အရင်အကောက်တော့ဖွင့်လာတဲ့ဟာအခုအလုံးလုံးလာတာဗျအဲ့ဒါကျွန်တော်
ကြီးလာရမပြပါဘူးဒီရောက်သွားပြီဆိုရင်ဘောဆွဲဟက်တဲ့နေစကွေးဟက်တဲ့နေမှာသုံးလို့ကောင်းတာတခုတော့ပြမယ်ကျွန်တော်ဒီတော့တိတ်ကြီးတဲ့လေဘောလို့ရှိရင်ကျွန်တော်blue egg ကိုရတယ်ဒါဆိုတာလေးပေါ်တယ်ဒါတော့ခဏစားနေပြီးအောင်ခဏစားအဲ့ဆိုတော့ရပါပြီခဏတော့စားပြဖြစ်တယ်ဆိုကျွန်တော်ဖုန်းကဟွာဟုတ်လို့အခုချိန်မှာဆိုရင်တော့ရသွားပြီဖြစ်တာရသွားပြီဆိုလို့ရှိရင်တော့ main phone နဲ့ main phone နဲ့ auto phone နှိပ်လိုက်အဲ့ဒီကနော် phone ဟုတ်လေဟောအတီးဒါတော့အတီးတော့ကောက်တာပါချင်းချင်းတော့အတီးတော့ကောက်တာပါဒါကဖုန်းနဲ့ဖုန်းနဲ့မေးဖုန်းခဏပိတ်လိုက်ဒီတော့ကောက်လာအော်တိုစတိုးပါပါတယ်အဲဒီကျတော့မေးဖုန်းနှိပ်လိုက်ပါမယ်အော်တိုဖုန်းနှိပ်လိုက်ပါမယ်ဘာဖန်နေပါလဲဒါဒီနေ့ပဲဖုန်းဝယ်ကောင်းတယ်ရှော့မှလည်းတစ်ခုတိုးလာပါမယ်လေးပဲဒီတိုင်းလေးဟာဝါလေးရပါတယ်ရုံးကြီးချိတ်စိတ်ချပါဟာကြပါဘိုးကခေါ်သွားတာတို့ဘာလို့ဆိုရင်တော့ဆိုရင်ဒီပေါ်လေးတော့ဟွာသွားရှိပါတယ်အဲ့ဒါကိုနှိပ်လိုက်ပါဗျအဲ့ဒါဆိုရင်ဘိုးခေါ်သွားတာအပြောက်ပါမထွက်တော့ဘူးဗျထွက်တာကိုဘာလို့ပြေးလို့ရှိရင်ဒါနှိပ်ပါအဲ့ဒါမထွက်တော့ပါဘူးဒါကြီးကို3ချက်4ချက်လောက်နှိပ်ပြီးလိုက်ဗျအဲ့မထွက်တော့ဘူးအဲ့ဒါနှိပ်ထား